2013 ခုနှစ်စက်တင်ဘာလ25ရက်ဓမ္မပညာသင်တန်းရက်တူအမှတ်စဉ်နှစ်သုတ္တန္တအနှစ်ချုပ်ဘာသာရပ်မဟာသတိပဋ္ဌာန်3နှစ်ပိုင်းပို့ချချက်ဒီကနေ့ဝေဒနာနုပတ္တနာမြတ်စွာဘုရားကကာယ ानु ပတ္တနာဆိုတဲ့တတိပဋ္ဌာန်ကမ္မထာကိုကမ္မထာအာယုံပေါင်း14မျိုး14မျိုးလုံးတိုင်းဟာနိဗ္ဗာန်ကိုဥတည်သွားတာတွေကြီးပဲဧကယနောဆိုတဲ့အတိုင်းပဲနိဗ္ဗာန်တစ်ခုတည်းကိုဥတည်ပြီးတော့ဟောသွားတာမြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာတခုတည်းကိုဥတည်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ဧကယနာအဓိပ္ပာယ်ပြောတော့မှအဲ့ဒီအဓိပ္ပာယ်တစ်ခုပေါ်တယ်တကြောင်ဤသောလမ်းဆိုတဲ့အဓိပ္ပာယ်ပြင်မှာတခုတည်းသောနိဗ္ဗာန်ကိုသွားတဲ့လမ်းကြောင်းတို့ကာယ ानु ပတ္တနာလမ်းကြောင်းကသွားတဲ့အခါမှာဒီလမ်းပေါင်း14မျိုးမြတ်စွာဘုရားကရှင်းပြခဲ့တယ်အဲ့ဒီ14မျိုးသောလမ်းကြောင်းတွေဟာလဲနိဗ္ဗာန်တစ်ခုတည်းကိုဥတည်ထားတယ်လို့အလုံးနိဗ္ဗာန်ကိုအရတ္တမေရတ္တဖို့ထီအောင်ဆက်ရောက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ကမ္မထာနေကြီးပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့လမ်းကြောင်းတွေအများကြီးပဲဘယ်လမ်းမှမလျှောက်တဲ့လူတွေလည်းအများကြီးပဲဟောလမ်းရှိုံနဲ့စခန်းကိုရောက်နိုင်သလားဆိုမရောက်နိုင်ဘူးဒါနဲ့ပတ်သက်ပြီးတော့ဘုံနာကြီးတယောက်ကမြတ်စွာဘုရားကိုလျှောက်ဖူးတယ်သူကအရှင်ဘုရားကနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုလည်းဟောထားတယ်တဲ့နိဗ္ဗာန်ရောအကြောင်းတရားကိုဟောတယ်တဲ့နိဗ္ဗာန်ရောက်နိုင်တဲ့လမ်းတွေကိုလည်းရှင်ဘုရားဟောပြထားတယ်တဲ့လူတိုင်းဘာလို့နိဗ္ဗာန်မရောက်တာတော့တဲ့ဆိုတော့မြတ်စွာဘုရားကမင်းကိုငါမေးမယ်တဲ့မင်းရာဇဂုပြေမှာမွေးပြီးရာဇဂုပြေမှာကြီးတယ်မဟုတ်လားတဲ့ဟုတ်ပါလေဒါဆိုတယောက်ကနေပြီးရာဇဂုဘယ်လမ်းသွားတော့မေးရင်မင်းပြောမယ်မဟုတ်လားတဲ့ပြောတယ်ဗျာမင်းပြောတဲ့လူတိုင်းဟာရာဇဂုမြို့ရောက်ကြလားလို့ဆိုတော့နောက်ပြန်သွားရင်တော့ဘယ်ရောက်မလို့နဲ့တပည့်တော်ပြောတဲ့လမ်းကြောင်းတိုင်းရှောက်ရင်တော့ရောက်တာပေါ့ဩဒီလိုလားဒီတိုင်းပဲပေါ့ငါကနိဗ္ဗာန်ဆိုတာကိုလည်းဟောတယ်နိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းဟောတယ်နောက်ပြန်သွားနေတဲ့လူတွေတို့နော်ဒီလမ်းကြောင်းပေါ်မတက်တဲ့လူတွေဘယ်လိုလုပ်ရောက်မှာလဲဒါငါအပြစ်မှမဟုတ်တာအဲ့ဒါလို့ရှင်းပြတဲ့သုတ်တန်တစ်ခုရှိတယ်ဒါတကယ်ဟုတ်တာပဲလေလမ်းပြတဲ့လူကလမ်းပဲပြတာရှောက်လန်းတဲ့လူကမှရောက်တာမိဘနဲ့သားသမီးတောင်မှပဲမိဘတွေဟာဘလောက်ငွေကြေးတတ်နိုင်သားသမီးကိုပညာတတ်ဖြစ်အောင်လုပ်မှမပေးနိုင်တာသူတို့လုပ်ပေးနိုင်တဲ့အတိုင်းတာတစ်ခုပဲရှိတယ်တကယ်တော့ကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်မယ်ဒီလိုတော့လုပ်ပေးလို့ရတယ်ဒါပေမဲ့သားသမီးကမကြိုးစားဘူးဆိုဘယ်လိုလုပ်ပညာတတ်ဖြစ်နိုင်နော်အဲ့ဒီလိုမဖြစ်တာတွေလည်းအများကြီးပဲတခြားကဘာမှာမရှာနဲ့ဗမာပြည်မှာရင်ကိုအများကြီးပဲမိဘတွေကသားသမီးတွေပညာတတ်စေခြင်းလို့ကြောင်းထားတယ်ဝေကြေတနာတွေပံ့ပိုးပေးတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကမကြိုးစားဘူးဆိုရင်ဘယ်လိုမှမဖြစ်ဘူးတဲ့သူတို့ကိုယ်တိုင်ကြိုးစားမှဖြစ်တယ်အခုလည်းပဲမြတ်စွာဘုရားကကာယ ानु ပတ္တနာတတိပဋ္ဌာန်ကမ္မထာမှာလမ်းကြောင်းကြီး14မျိုးကိုညွှန်ပြခဲ့တယ်အဲ့ဒီ14မျိုးသောလမ်းကြောင်းတွေကရှောက်လမ်းမယ်ဆိုလို့ရှိရင်ဘယ်လမ်းပဲဖြစ်ဖြစ်နိဗ္ဗာန်ဆိုတဲ့တခုတည်းသောပန်းတိုင်ကိုဥတည်ထားတာကြီးပဲအကုန်ဒါကြောင့်မလို့နောက်ဆုံးဒီကုန်းကျုပ်လေးတွေမှာအနိတိတောသံဝေရတိနာသလောကေကိဉ္စိဥပါဒိယတိနာသကိဉ္စိလောကေဥပါဒိယတိဆိုတာလေးနဲ့အဆုံးသတ်ထားတာလေ
ဘယ်လမ်းကရှောက်ရှောက်ဒီစခန်းရောက်မှတွေချစ်ပဲဒါကိုအဓိပ္ပာယ်ကိုဧကာယနောတခုတည်းသောပန်းတိုင်သို့ရောက်စေနိုင်တဲ့လမ်းလို့ဒီအဓိပ္ပာယ်ကပိုးတော်ကောင်းသေးတယ်နော်ဒီအဓိပ္ပာယ်ဧကံနိဗ္ဗာန်အယတိကိစ္စတိဒီဧကာယနောတခုတည်းသောနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့လမ်းလို့နိဗ္ဗာန်ဟာတခုတည်းပဲရှိတယ်ဘယ်လမ်းကရှောက်ရှောက်တာနိဗ္ဗာန်ကိုဥတည်ထားတဲ့လမ်းလို့ဒီလိုဆိုလိုတာပေါ့ကဲကာယ ानु ပဒနာ14မျိုးနဲ့ရှင်းပြပြီးတဲ့နောက်ကြတော့ဝေဒနာ ानु ပဒနာကို9မျိုးနဲ့ရှင်းပြ9မျိုးနဲ့ရှင်းပြတော့လဲဝေဒနာ ानु ပဒနာဟာကမ္မထန်တစ်ခုတည်းပဲလို့ဒီလိုယူတယ်ကမ္မထန်တစ်ခုတည်းဒါကြောင့်မို့လို့ကမ္မထန်အာယုံတစ်ခုတည်းသာဖြစ်လို့ဝေဒနာ ानु ပဒနာကြတော့9မျိုးပဲမဲ့လို့9မျိုးနဲ့ရှင်းပြပေးမယ်လို့ကမ္မထန်9မျိုးလို့မဆိုဘူးတခုပဲကောက်တယ်အဲ့တော့အားလုံးမဟာတတိပဋ္ဌာနာသုံးမှာကမ္မထန်ပေါင်း24မျိုးကမ္မထန်အာယုံ24မျိုးမြတ်စွာဘုရားရှင်းဟောခဲ့တာနော်အဲ့24မျိုးတွေကကာယ ानु ပဒနာ14မျိုးပြီးလာပြီးတော့ခု15မျိုးမြောက်ဖြစ်တဲ့ဝေဒနာ ानु ပဒနာဒီလိုလားဝေဒနာ ानु ပဒနာအဲ့ဒါကိုစပြီးတော့ရှင်းပြတယ်ဥဒိတဘိုင်းမှာကာယ ानु ပဒနာပြီးတဲ့အခါမှာဝေဒနာ ानु ပဒနာကိုမြတ်စွာဘုရားဟောတယ်ဒါကြောင့်မို့ကထင်္စပနဘိက္ခဝေဘိက္ခုဝေဒနာတုဝေဒနာ ानु ပတ္တိဝိဟရတိဣဒဘိက္ခဝေဘိက္ခုဒုက္ခံဝါဝေဒနာဝေရယမာနောဒုက္ခံဝေဒနာဝေရယာမိတိပါသနာတိဒုက္ခံဝါဝေဒနာဝေရယမာနောဒုက္ခံဝေဒနာဝေရယာမိတိပါသနာတိအဒုက္ခမတုခံဝါဝေဒနာဝေရယမာနောအဒုက္ခမတုခံဝေဒနာဝေရယာမိတိပါသနာတိဝေဒနာ3မျိုးနဲ့ရှုပုံ3မျိုးဒီမှာပထမဝေဒနာတက်တက်ပထမဒီဝေဒနာတက်တက်ကိုရှင်းပြပြီးတော့9မျိုးဖြစ်သွားတာဘယ်လိုဖြစ်သွားတော့ဆိုဝေဒနာ3မျိုးကိုပဲမြတ်စွာဘုရားဒီမှာဟောတယ်ဒါကသုဒ္ဓဝေဒနာတက်တက်ပဲ general point ကိုအရင်ပေးတာပြီးပြီဆိုတဲ့အခါမှာတာမိတနိရမိတဆိုတဲ့စကားလုံးလေးတွေကိုမှတ်လိုက်ဒါလွယ်လွယ်လေးပဲအကုန်လုံး repetition နေနဲ့လာမှာပဲတာမိတဆိုတာတာအာမိတဒါနတို့ဘာလို့ဆိုဝတ္ထုပစ္စည်းတွေကိုဆိုလိုတာပြီးတော့ဒီမှာလည်းပဲတာမိတဆိုတာတာအာမိတဆိုတာအစာလို့လည်းအဓိပ္ပာယ်ရတယ်အဲ့တော့ဒီနေရာမှာအာမိတဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်ဘု து ကိုဆိုလိုတာတော့ဆိုရင်ကာမဂုဏ်အာယုန်တွေကိုအာမိတလို့ခေါ်တယ်ဘု து ရဲ့အစာတွေတော့ဆိုကိလေသာရဲ့အစာတွေကိလေသာတွေဟာအဲ့ဒီအစာတွေနဲ့ဖြစ်နေကြဖြစ်နေကိလေသာတရားတွေဖြစ်တယ်ဆိုရင်ဘာနဲ့ဖြစ်တာတုံးလို့မေးကြည့်ရင်ကာမဂုဏ်အာယုန်တွေနဲ့ပဲဖြစ်တယ်နော်မျက်စိအမြင်ရတဲ့အစင်အာယုန်နဲ့ဖြစ်မယ်နားကကြားရတဲ့အသံအာယုန်နဲ့ဖြစ်မယ်နှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုန်လျှာကလဲရတဲ့အရသာအာယုန်ခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့အာယုန်အဲ့ဒီအာယုန်တွေနဲ့ပဲကိလေသာဆိုတာဖြစ်တာလောဘဖြစ်မယ်ဒေါသဖြစ်မယ်မာမသိရင်မောဟဖြစ်မယ်ကြံတဲ့မာနတို့ဘာတို့ဖြစ်တာလဲဒါတွေနဲ့ဆက်ဆက်နေဒါကြောင့်မို့အာမိတဆိုတာကိလေသာတွေအာမိတဆိုတဲ့ကာမဂုဏ်အာယုန်တွေဟာကိလေသာတွေနဲ့လက်ပွန်းတည်းကိလေသာတွေရဲ့စကြက်လို့ကိလေသာတွေရဲ့အစာလို့ဖြစ်နေတယ်အဲ့ဒီကိလေသာရဲ့အစာတွေဖြစ်နေတဲ့ကာမဂုဏ်တွေနဲ့ပတ်သက်နေတဲ့ချမ်းသာမျိုးဆိုတာလည်းရှိသေးတယ်အဲ့ဒါကိုတာမိတအာမိတကိလေသာအစာကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်နေတဲ့ဒုက္ခကိလေသာအစာကာမဂုဏ်နဲ့ပတ်သက်နေတဲ့ဒုက္ခ
ကိလေသာအစာကာမဂုဏ်နဲ့ပတ်သက်နေတဲ့အရုခမဒုက္ခလို့ဆိုဒီလိုဆိုလိုတာနော်သုံးခုတစ်ခါဖြစ်သွားပြန်တခါနိရမိတဆိုတာနိအာမိတပဲရာဂောက်လေးကဒီနေ့ကတော့ပြောဦးတယ်တက္ကတစာပေမှာနိရဲ့နောက်မှာရာဂောက်ရှိတယ်အမြဲတမ်းအိန္ဒိယသားတွေဖတ်တဲ့အခါမှာနိဆိုတဲ့တဝက်တန်လေးပါတယ်သူတို့ဗမာကြတော့အဲ့တဝက်တန်ကဖတ်လို့မရှိဘူးဗမာလူမျိုးတွေအဲ့တော့နိဆိုတဲ့နောက်မှာရာဂောက်တန်လေးရှိတယ်နောက်ကတရလာတဲ့အခါကျတော့ဒါလေးကပြန်ပေါ်လာတယ်ဆိုတာအင်္ဂလိပ်စာမှာလည်းတူတူပဲပြန်ဖတ်ဒီတဝက်တန်လေးတွေကနောက်ကဘောင်းဝဲလို့ဆိုတဲ့တရလာလို့ရှိရင်ပြန်ထည့်ရနော်ဒီတိုင်းနေရင်တော့တဝက်တန်လေးပဲတွေ့တယ်အဲတော့တဝက်တန်မပါတဲ့ဟာကြတော့လေအမီးပြတ်နေတယ်လို့ဖြစ်တာပေါ့ဆိုပါစို့there ဆိုတဲ့စကားလုံးမှာကြည့်နောက်ကအာဆိုတာလေးဆုံးနေတယ်အာဆိုတဲ့အခရာလေးဆုံးနေတယ် there နောက်ကအာဆိုတဲ့ဘောင်းဝဲလာတဲ့အခါကျတော့ there အဲ့ဒီရာလေးကပြန်ပေါ်လာတာ there သင်္ကြန်အဲ့လိုသင်ရမှာအင်္ဂလိပ်စာသင်ပြီးချင်ရင်ပေါ့လေငပိလို့ပဲထွက်ရင်တော့ there ပေါ့အဲ့တော့သူတို့နေတိစကားပြောသလိုပြောမှဆို there ဒီလိုရာကအာနဲ့သွားတွေ့တာ there isဒီလိုသွားတာသူတို့ဟာအဲ့တော့နောက်ကဘောင်းဝဲလာလို့ရှိရင်ဒါလေးပြန်ပေါ်တာအဲ့ဒီတိုင်းပဲဒီမှာလည်းပဲနိအာမိတနိရမိတဒီလိုဖတ်တဲ့သဘောနော်နိအာမိတနိရမိတရာဂောက်လေးကပြန်ပေါ်လာရာရင်ပေါ်လာလားဆိုမဟုတ်ဘူးအင်္ဂလိပ်စာမှာအကုန်ပေါ်တယ် from ဆိုတဲ့စကားလုံးဟာနောက်ကပါးစပ်ပိတ်ရင်မတာ from ဆိုတဲ့ဟာနောက်ကနေပြီးတော့အသံနဲ့လာလို့ရှိရင် from Mandalay ဆိုရင်ကိစ္စမရှိဘူး from Mandalay နောက်ကအီတလီတို့အင်္ဂလန်တို့ဆိုတဲ့ဘောင်းဝဲနဲ့တရသံနဲ့စားတဲ့ဟာကြတော့ from Italy အီတလီမဟုတ်တော့ from Italy ဖြစ်သွားသူတို့ပြောတာကိုသေချာနားထောင်ကြည့် from Italy from England အဲ့လိုပြောတယ် from England လို့မပြော from Midland လို့ပဲပြောတယ်ဘာလို့လဲဆိုဒီမလေးကနောက်ကတရနဲ့ပြန်တွဲသွားတယ်ဒါကိုယ်တိုင်ငယ်ငယ်တော့အင်္ဂလိပ်စာမတက်တုံးဒီမတက်ကပြောချင်တာတတ်သိမပြောချင်တာမတက်သမားပြောချင်တာအဲ့မှာပကံဖျားဘူးရောက်တဲ့အခါပကံဖျားထဲမှာ tourist တွေနဲ့တွေ့တယ်ကိုတတ်တဲ့အင်္ဂလိပ်စာလေးနဲ့မေးတယ် where did you come from ဆိုသူဘာပြောတော့ from England from England ဆိုရုပ်တရက်ဆိုနားမလည်လားဟုတ်ပေါ့ from England ဆိုမင်္ဂလာလာတယ်လို့အောင်မယ်အမှန်သူပြောသွားတာ from England လို့ဖြေသွားတာမန္တလေးကျောက်စာတော့ကုသိုလ်တော်ဘုရားတွေကကျောက်စာတဲ့အကြီးတွေမှာ tourist ကြီးတွေနဲ့တွေ့တော့လည်းတခါမေးဦးတယ် where did you come from ဆိုသူကတော့အီတလီကလာတာဆို from Italy တဲ့ပြောပါသူတို့ပြောတာပြောပြတာပါအဲ့ဒါနဲ့အလွန်တူတယ်ဘာသာစကားဆိုတာဒီလိုတစ်ခုနဲ့တစ်ခုဆက်ပြီးတော့တွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာလည်းပဲအာမိတကိုနောက်မှရှေ့ကနိထဲတဲ့အခါနိအာမိတမဟုတ်ဘူးနိရမိတဒီရာဂောက်လေးပြန်ပေါ်လာတဲ့သဘောကိုပြောပြဒါပေမဲ့ငယ်စဉ်ကသင်ရတာတော့ဒီလိုမသင်ရဘူးဒီရာဂောက်လေးဟာယဝမာဒနာတရလာစာကမာဆိုတဲ့တုံးနဲ့နိအာမိတလို့ပုတ်ဖြတ်ပြီးရာဂောက်ကိုလာထားတာထပ်ဖြည့်ထားတယ်လို့ပဲဒီလိုသင်ရတယ်ဘာဖြစ်လို့လာထားတယ်ဆိုတဲ့အကြောင်းကိုတော့မသင်ရဘူးတကယ်သင်တဲ့အခါကျတော့တက္ကတမှာနိရဲ့နောက်မှာရရှိနေတယ်အဲ့ဒါလေးပျောက်နေတာလေးပြန်ပေါ်တဲ့သဘောပါဒီလိုဆိုလိုတာပေါ့နော်ဝိရင်းစကားလုံးကပြန်ပေါ်လာ
ဒါအခြေမြင့်တဲ့ကဒီလိုရှိတယ်ပေါ့အကြောင်းမဲ့ပဲဟာမမဟုတ်ဘူးအကြောင်းရှိတယ်သကလုံးတော့မှာအဲ့တော့နိရမိတဆိုတာအာမိတကိုသိပြီးရင်နိရမိတသိသွားပြီကိလေသာရဲ့အစာကာမဂုဏ်နဲ့ပတ်သက်တဲ့အာမိတကနိရမိတကိလေသာအစာကာမဂုဏ်နဲ့မပတ်သက်တဲ့ဟောဒီလိုဆိုလိုတာနော်ကဲဒါလောက်ဆိုလို့ရှိရင်သူကရှင်းသွားပြီဒီဝေဒနာကမ္မထာဟာရှင်သာရိပုတ္တရာမထေရမြတ်တဂရကံအနာကံယန္တာလို့ဆိုတဲ့အထက်အဆင့်3ဆင့်ကိုတက်တဲ့အခါမှာလဲဟောဒီဝေဒနာကမ္မထာနဲ့တက်တယ်လို့ပဲပြောရှင်မောကလန်လဲတဂရကံအနာကံတဂရဂာမိမဲ့အနာဂာမိမဲ့ရတ္တမဲ့ဆိုတဲ့အထက်မဲ့တရားတွေကိုရတဲ့အခါမှာလည်းပဲဝေဒနာကမ္မထာလို့ပဲပြောရမှာဒီဟာနဲ့ရှုပြီးတော့အထက်မဲ့တွေရသွားကြတာဝိပဿနာရှုတဲ့အခါမှာဒါနဲ့ရတယ်လို့ရှင်သာရိပုတ္တရာကတော့သိကြတယ်အဲ့ရှင်မောကလန်လည်းပဲဒီဟာလို့စိတ်ထဲမှာထင်ထားတယ်အမှန်မမှားဘူးဆိုရင်တော့ရှင်မောကလန်လည်းပစလာယနာတုတ်ကမ္မထာထိုင်ခြင်းနဲ့အိမ်ငိုက်ခြင်းဆိုတဲ့အထဲမှာသူပါကမ္မထာနဲ့ယန္တာဖြစ်သွားတယ်ဆိုတာပါတယ်နောက်ဆုံးမှာသူမေခွန်းထဲမှာတဏှာသင်္ခယဆိုတဲ့မေခွန်းနဲ့မေးတဲ့အချိန်မှာမြတ်စွာဘုရားဝေဒနာကိုထည့်ပြီးတော့ဟောသွားဝေဒနာကမ္မထာနဲ့ပဲယန္တာဖြစ်တယ်လို့ဒီလိုမှတ်ရမယ်မြတ်စွာဘုရားကတော့အာနာပါနနဲ့ကဲကောင်းပြီဒီချက်ကလေး3ချက်လောက်မှတ်ထားလိုက်လို့ရှိရင်ဒီဝေဒနာနုပဒနာအခန်းဟာဒီအခက်ခဲရှိစရာမရှိတော့သို့တော့ဝေဒနာဘယ်လိုရှုရမလဲဆိုတာကြတော့ဝေဒနာတန်ရုပ်တို့ဘာတို့ဒါတွေရှိသေးတယ်အများကြီးရှုပုံရှုနည်းတွေကတော့ရှိတယ်ပေါ့မဟာသတိပဋ္ဌာန်သုံးမှာလာတဲ့ရှုပုံရှုနည်းလေးကတော့ဘိက္ခဝေယံတို့ကထင်္စဘယ်သို့လင်ဘိက္ခုယောဂီယဟန်သည်ဝေဒနာတုစိတ်ခံစားမှုတို့၌ဝေဒနာစိတ်ခံစားမှုတွေက3မျိုးရှိတယ်သို့မဟုတ်5မျိုးရှိတယ်ပေါ့ဒီမှာတော့3မျိုးနဲ့ပဲဟောစိတ်ခံစားမှုတို့၌ဝေဒနာနုပတ္တိစိတ်ခံစားမှုဟုမှန်မှန်ရှုသည်ဖြစ်၍ဝိရတိနေသနီဝေဒနာနုပတ္တနာကမ္မထာကိုပွားများအထုတ်တာဘယ်လိုနေတာလဲဘိက္ခွေယံတို့ဣဒဣသာသနာတော်၌ဘိက္ခုယဟန်သည်ဒုက္ခံဝါဝေဒနာဒုက္ခဝေဒနာကိုလည်းဒုက္ခံဝေဒနာဒုက္ခဝေဒနာကိုဝေရယမနောဝါခံစားသိရှိနေတဲ့အချိန်မှာလဲဒုက္ခံဝေဒနာဒုက္ခဝေဒနာကိုဝေရယမိခံစား၍နေ၏ဣတိဤသို့ပသနာတိတိ၏ဝေဒနာဆိုတာကို feeling လို့ဘာသာပြန်လေးရှိတယ် feeling ဆိုတာတခြားအဓိပ္ပာယ်တွေနဲ့လည်းရောနိုင်တယ်ပေါ့ဒီနေရာမှာအာယုန်နဲ့စိတ်နဲ့တွေ့သွားတဲ့အခါမှာအာယုန်ရဲ့သဘောတဘာဝကိုခံစားသိရှိတဲ့သဘောကိုဝေဒနာလို့ဒီလိုခေါ်တာကောင်းတဲ့အာယုန်ဆိုရင်ကောင်းတယ်လို့သိလိုက်တယ်မကောင်းတဲ့အာယုန်ဆိုမကောင်းဘူးဆိုတာသိထားတယ်ဒါဟုတ်တစ်ခါတည်းဝေဒနာဆိုတာ experience လို့ပြန်တယ် experience လို့ပြန်ရင်စိတ်ရဲ့အတွေ့အကြုံလေးတစ်ခုပဲနော်ပြောတယ်ဆိုတာလည်းဒီအာယုန်နဲ့တွေ့ရင်ဒီအတွေ့လေးတွေ့မိရင်ပြောတယ်စိတ်ရဲ့အတွေ့အကြုံလေးတစ်ခုဟိုအတွေ့ရင်စိတ်ညစ်တယ်ဟိုအာယုန်နဲ့တွေ့ရင်စိတ်ညစ်တယ်ဒါစိတ်ရဲ့အတွေ့အကြုံလေးတွေပဲ experience ပဲခံစားတယ်သိရှိတယ်အာယုန်ရဲ့အရာသာကိုသိတယ်သိနှံမျိုးစုံကိုအရာသာကိုသိရင်ချိုးသလားချင်သလားသိကြလို့ရှိရင်ရှာနဲ့ထိကြည့်ရတာပဲလေ
ရှာနဲ့ထိကြည့်မှချိုးတယ်ချင်းတယ်ခန်းတယ်ငန်းတယ်ခါတယ်ဆိုတာတွေကိုသိတာပေါ့ဒါလည်းစိတ်နဲ့အာယုံနဲ့ထိကြည့်လိုက်တဲ့အခါမှာစိတ်ကသိလိုက်တဲ့ဒီဟာလေးတွေကိုပြောတာစိတ်ကသိလိုက်တာဒါလေးတွေကိုအဲ့တော့စိတ်ကသိတာနဲ့ဝေဒနာသိတာဘယ်လိုကွာလဲလို့မေးပဲဆိုရင်စိတ်ကသိတာအာယုံလေးကိုရယူတဲ့သဘောအနေနဲ့သိတာစိတ်မပါဘဲနဲ့ဒီအာယုံလေးကမရဘူးအဲ့ဒီသိရှိခံစားမှုကြတော့ဝေဒနာရဲ့ကိစ္စပဲစိတ်ရဲ့ကိစ္စမဟုတ်ဘူးလူတွေကမခွဲနိုင်တဲ့အတွက်ကြောင့်စိတ်ထဲကခံစားရတယ်ဒီလိုပြောတာနော်စိတ်ညစ်တယ်စိတ်ကိုပဲပြောလိုက်ကြတာပေါ့ဘာလို့လဲခွဲမှမခွဲနိုင်တာကိုခဏတင်ညာကြီးနဲ့တခုတည်းလို့ဖြစ်အမှားတော့ function လေးတွေနဲ့သူ့ဟာနဲ့သူကြည့်လေမျက်စိကမျက်စိလှုပ်ပဲနားနားလှုပ်ပဲနှာခေါင်းနှာခေါင်းလှုပ်ခန္ဓာကိုယ်ကြီးမှတောင်မှပဲတမျိုးစီပဲလုံနိုင်တာလေမျက်စိကနားလုံနိုင်ဘူးနားလည်းပဲမျက်စိလုံမလုံနိုင်ဘူးရှားကလည်းရှားလုံနှာခေါင်းလည်းနှာခေါင်းလုံကိုယ်ကာယလည်းကိုယ်သူ့လုံးနဲ့သူလုံးကြတာဒါလေးပေါင်းပြီးတော့ငါလို့တွက်လိုက်တာဟုတ်လူကအဲ့သဘောပဲနန္တရားတွေဟာလည်းပဲတူတူပဲဝေဒနာမှာခံစားနိုင်တာစိတ်ကခံစားတာမဟုတ်ဘူးဝေဒနာခံစားရင်ကျန်တာတွေကအလုံးဝိုင်းပြီးတော့စုပြုံကြတာပဲဝေဒနာပါလို့အားတွေအလုံးဟာခံစားမှုကိုဖြစ်တာခံစားနိုင်ကြတာလူတွေကြည့်လေမျက်စိကကြည့်တာပဲကြည့်မယ်လို့ငါကြည့်တယ်ပဲလေဒီကိုယ်လုံးကကြည့်တယ်အသေးပဲရောက်သွားနားတော့ရင်လဲဒီကိုယ်လုံးကကပ်ဖက်လုံးမနေဘူးမျက်စိကကြည့်လို့မြင်နေနားငါနဲ့မဆိုင်ဘူးလို့မပြောဘူးဟောအဲ့ဒါလိုပဲသဘာဝတရားတွေမှာဖတ်တော်ဝေဒနာတင်ညာစေရနာဧကဂရဆိုတာတွေဟာသူ့လုံးနဲ့သူလုံးကြတာပဲသူ့လုံးနဲ့သူလုံးပေမဲ့လို့အစုလိုက်လောက်တာဥဆောင်မှုပေးသွားတာပေါ့ဆိုလိုတာ leading function ပေါ့ခံစားတဲ့နေရာမှာဝေဒနာကခေါင်းဆောင်ဝေဒနာခေါင်းဆောင်တယ်ဆိုကြတဲ့နောက်ကဟာတွေကသူ့နောက်ကလိုက်သွားကြတယ်ပေါ့ဒီအဓိပ္ပာယ်မျိုးဆိုလိုတာနော်အဲ့တော့ကောင်းပြီဒီမှာဒုက္ခဝေဒနာလို့ဆိုတဲ့နေရာမှာကာယကဒုက္ခရှိတယ်စေတသိကဒုက္ခရှိတယ်ကာယကဆိုတာရုပ်ခန္ဓာမှာဖြစ်တဲ့ခံစားမှုရုပ်ခန္ဓာမှာဖြစ်တဲ့ခံစားမှုဆိုတော့ရုပ်ကသိလို့လားလို့ဆိုတာမဟုတ်ဘူး body origin ကိုပြောတာရုပ်ကနေစိတ်ကိုကူးဆက်တာစတာရုပ်ကစတယ်ဘုရားခေါင်းကိုက်တယ်ဆိုဘယ်ကစရုပ်ကစတာပဲခလုတ်တိုက်လို့ခြေထောက်နာသွားဘယ်ကစရုပ်ကစတာပဲဘိုင်းနာတာရုပ်ကစအဲ့ဒါကိုကာယကဒုက္ခလို့ခေါ်တာပဲဒါပေမဲ့စိတ်မပါဘဲနဲ့သိမလားဘယ်သိမလဲနော်စိတ်မပါဘဲဘယ်သိမလဲသိတဲ့အဆင့်ရောက်တော့စိတ်ကဒါပေမဲ့ body origin mind effect body ကစလာပြီးတော့စိတ်ကိုကူးဆက်သွားတာအဲ့ဒါကိုကာယကဒုက္ခလို့ခေါ်တာစေတသိကဒုက္ခကြတော့ body နဲ့မဆိုင်ဘူးစတာ mind က origin body effect စိတ်ပျော်လို့ရှိရင်လေလူကလည်းပေါ်ပါသွားတာစောင်းဝဲအောင်နဲ့ကြည့်ပါကြားပါလားခုံပေါက်သွားတာစိတ်ပျော်လို့ကိုယ်ကလည်းပျော်သွားတာနော်ပျော်စရာတစ်ခုရလို့ရှိရင်ဒီရုပ်ကလည်းပျော်သွားတာနေမကောင်းတဲ့လူတောင်မှပဲသူလိုချင်တာလေးရရင်ခဏတော့ထထိုင်လိုက်တာစိတ်ပျော်သွားလို့ရှိရင်စိတ်ထောင်းတော့ကိုကြည်စိတ်ပြိုတော့ကိုနုဆိုတာဆက်နေတဲ့သဘောတွေကိုပြောပြတာနော်ပျော်တိုင်းနုတယ်လို့တော့မအောင်မေးနဲ့နုမရတဲ့အဆင့်ရောက်တာလည်းရှိသေးတယ်နော်စိတ်ထောင်းရင်တော့ကိုကြည်တာသိချတယ်အဲ့တော့ဒီမှာချောလဲစိတ်ပျော်ကိုနုဆိုပြီးတော့ပျော်ပျော်နေဆိုပြီးတော့နေကြတာပျော်ပျော်နေသိခဲဆိုတာပျော်ပျော်နေသိခဲဆိုပျော်ပျော်နေနိဗ္ဗာန်ရခဲ့ပဲပြောမှာပဲပျော်ပျော်နေသိလွယ်တာတွေအများကြီးပဲ
နော်ပျော်ပျော်နေလို့တည်သွားတဲ့လူတွေအများကြီးပဲလေနောက်တိုင်းကလူတွေရဲ့အတွေ့အခေါ်ကြည့်လေ life is too short ဘဝဆိုတာတူတူလေးတဲ့ enjoy yourself ပျော်ပျော်နေဖိုးကြီးမယ်ကြီးဖြစ်တောင်ပျော်ပျော်နေတော့မယ်သူတို့မှာနော်ဖိုးကြီးမယ်ကြီးဖြစ်တောင်ပျော်ပျော်နေကြတာအဲ့ဒီစိတ်ကူးတွေကအနောက်တိုင်းကစိတ်ကူးတွေပဲအဲ့ဒါဘုရားဘာသာတရားတော်အရာကြတော့ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေသဗ္ဗရတိန်ဓမ္မရတိစိနာတိဓမ္မနဲ့ပြောရမယ်ဓမ္မနဲ့ပြောတာနဲ့ကာမနဲ့ပြောတဲ့ဒီအပြောနှစ်ခုကတူမတူတာဟိုကကြတော့စိတ်ညစ်စရာတွေအများကြီးနောက်ဆက်တွဲတွေလိုက်လာတီဟိုနေတော့က The Lab Boat ဆိုတဲ့ရုပ်ရှင်ကြည့်ဘူးတယ်စီရီလိုက်လာနေတာတီဟိုတယ်လီဗီရှင်း The Lab Boat ဆိုတာအိမ်မှာအလုပ်ကံမရှိတဲ့ဖိုးကြီးတွေဖွားကြီးတွေကိုယ့်ကိုတယောက်တည်းလုံးကြီးဖြစ်နေတဲ့အခါအဲ့ဒီ The Lab Boat ဆိုတင်မော်ကြီးစီးပြီးတော့ဟိုကြတော့အပေါင်းတွေဖော်တွေနဲ့သူတို့ကိုလွတ်လက်လွတ်ပေါ့လေတင်မော်ကြီးစီးပြီးတော့ခရီးထွက်ကြတာအမေတင်မော်ကဆင်းလာတဲ့အခါမျက်ရည်ဆက်လက်ဖြစ်ကုန်ကြပျော်ခြင်းရဲ့အဆုံးမှာမျက်ရည်ထွက်ခြင်းပဲနော်လွမ်းဆွတ်ကြေကွဲလို့မိတ်ဆွေတွေနဲ့ခွဲရတဲ့အခါမှာလွမ်းညာဆွတ်ကြခွဲဘူးကောင်းသလားဘယ်ကောင်းမလဲနော်မကောင်းတရားနဲ့နေပြီးတော့ထာဝရပြောနေတဲ့အပျော်လေးပဲကောင်းတယ်အလွမ်းနဲ့ပြောတော့မကောင်းဘူးအလွမ်းဆွေးနဲ့ပြောတာအပူတွေနဲ့တရားကိုနှလုံးသွင်းပြီးတော့ပြောနေတာကြတော့တရားသဘောကျနေတဲ့လူကဟေးဘယ်သူမှမလာနဲ့အေးတယ်နာယီပါရေးရှိတယ်တရားထုတ်နေတယ်ဟောတရားလေးနဲ့ကုံမမသိကုံသွားတယ်အဲ့ဒီအပျော်မျိုးကထာဝရချမ်းသာတဲ့အပျော်ပဲနော်ထာဝရပျော်တဲ့အပျော်ဟိုးပျော်ရတော့အဲ့လိုမဟုတ်ဘူးအဲ့ဒါလည်းပျော်နိုင်ခဲ့တယ်ဒုပ္ပပိစံဒုရပိရမန်ဘုန်းကြီးလည်းဝတ်နိုင်ခဲ့တယ်ဘုန်းကြီးဘုရားလည်းပျော်နိုင်ခဲ့တယ်အဲ့တော့ကမ္မထာလည်းအားထုတ်နိုင်ခဲ့တယ်ကမ္မထာနဲ့လည်းပျော်နိုင်ခဲ့တယ်မပျော်နိုင်တဲ့အခါကျတော့အခုခေတ်ဆိုပိုဆိုးသေးတယ်တယ်လီဖုန်းခဏခဏခေါ်အဲ့တော့တရားနဲ့ပျော်နိုင်ဖို့ကဒါအရေးကြီးတယ်လို့ဆိုလိုတယ်နော်အဲ့တော့ဒီမှာကြည့်ဒုက္ခဝေဒနာသည်ကာယကဒုက္ခရှိတယ်စေရတိကဒုက္ခရှိတယ်စေရတိကဒုက္ခသည်စိတ်ချမ်းသာမှုကစိတ်နဲ့ပတ်သက်ပြီးတော့ချမ်းသာမှုကနေကိုယ်ထိတက်ရောက်သွားတယ်ကိုယ်ထိရုပ်ကာယထိအောင်အကျိုးတက်ရောက်သွားတယ်ကာယကဒုက္ခဆိုတာခန္ဓာကိုယ်ရဲ့ကျမ်းမာမှုချမ်းသာမှုရုပ်ခန္ဓာကိုယ်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒုက္ခသည်စိတ်ထီအောင်အကျိုးသက်ရောက်သွားတယ်လို့အလုံးခံစားတာတော့ဝေဒနာကြီးပါပဲနံတရားကြီးပဲနော်စတင်တာလေးပဲကွာသွားတယ်လို့ဆိုလိုတယ်စိတ်ကစတင်တာလားဘောဓိကစတင်တာလားဒါပဲပေါ့ကိုယ်ကာယစတင်အဲ့ဒီနှစ်ခုစလုံးကိုပဲ comfortable ဖြစ်တယ်ကာယကချမ်းသာတယ်ကိုယ်ချမ်းသာတယ်ကျမ်းပါတယ်နေလို့ထိုင်လို့ကောင်းတယ်အဲ့လိုကောင်းတယ်စသဖြင့်အကောင်းတွေပေါ့နော်ကာယကဒုက္ခဆိုအဲ့ဒါကိုဆိုလိုတယ်ဒုက္ခံဝါဝေဒနာဝေရယမာနောဒုက္ခဝေဒနာခံစားနေရတဲ့အခါမှာလည်းပဲဒုက္ခံဝေဒနာဝေရယမိတိဒုက္ခဝေဒနာကိုခံစားနေရတယ်လို့ပသနာတိသိ၏မဆင်ញင်ရင်မသိဘူးလေဒါဆင်ញင်ခိုင်းတာဒီနေရာမှာအထက်ကရာပြောထားသေးတယ်ဒီအသိဟာတဲ့ပလက်အရွယ်ကလေးလေးတောင်မှပဲသူ့အမေရဲ့နှုတ်ဆိုရင်ကနေဒုက္ခဝေဒနာဖြစ်တယ်ဆိုတာသူလည်းသိတယ်တဲ့အဲ့ဒီအသိမျိုးကိုမဆိုလိုဘူးတဲ့နော်တဲ့ဒါအဲ့ဒီအသိမျိုးဆိုရင်ကမ္မထာလည်းမဖြစ်ဘူးတဲ့အတ္တဆိုတဲ့အယူဆွဲကိုလည်းမဖယ်ရှားနိုင်ဘူးတဲ့ဟိုတော့လို့ပေါ့သွားရင်သွားတယ်လို့သိတယ်ဆိုတဲ့အသိဟာနော်အတ္တအယူဆကိုမဖယ်ရှားနိုင်ဘူးတတ္တဆိုတဲ့အတင်ညာကိုမဖြောက်နိုင်ဘူးတဲ့ကမ္မထာလည်းမဟုတ်ဘူးတတိပဌာနာဘာဝနာလည်းမဟုတ်ဘူးတဲ့ဘယ်လိုသိရမလဲဆိုတာသွားနေရင်ဖြစ်နေတဲ့ယုတ်တရားနံတရားတွေဘယ်သူသွားတာလဲဘယ်သူရဲ့သွားခြင်းလဲအခုလေဒုက္ခဝေဒနာကိုခံစားရတယ်ဆိုတာဘယ်သူကခံစားတာလဲ
ဘသူရဲ့ခံစားမှုလဲဆိုတာထိအောင်ရှင်းရှင်းလင်းလင်းကြီးသိရမယ်ဒါကတော့ဘောဓုတရှိမှပဲသိနိုင်မယ်ထင်တယ်ဒါမို့အတုတဝါဆိုတာဘုရားတရားတော်မနာဘူးရင်တော့ဘယ်သိမလဲဒီဟာတွေကသင်ရမှာပဲဒါတော့မသင်ဘဲနဲ့တော်တော်တတ္တိကောင်းတယ်နော်သင်ရတယ်စာဆိုတာသင်ကိုသင်ရမှာဒုက္ခဝေဒနာဆိုတာဘယ်လိုဟာလဲဒုက္ခဝေဒနာဆိုတာဘယ်လိုဟာလဲအဲ့သင်လိုက်မှကိုယ်တဏ္ဍာမှာဖြစ်နေတာတွေလည်းသိတာပဲနှုတ်ဆိုပဲသိမလဲအဲ့တော့ဗိဓမာသင်လိုက်ရင်ဒါဝေဒနာဆိုတာစိတ်မှာဖြစ်တဲ့တရားတစ်ခုပဲဟောဒါသိလားစိတ်ဖြစ်မှဖြစ်တဲ့တရားတစ်ခုပဲဒီလိုသိပြီးတော့စိတ်ထဲမှာဘယ်လိုဖြစ်လာရင်ဝေဒနာဆိုတာကိုလည်းသိအောင်လုပ်ဖို့လိုတယ် identify လုပ်တဲ့ခေါ်တာပေါ့ဝေဒနာပရိက္ခဝေဒနာကိုမှတ်ယူနိုင်ရဘယ်ဟာဝေဒနာလဲလို့ဆိုတာစုပ်ကင်ပြနိုင်ရမယ်ဒီလိုဆိုလိုတာเนาะပရိက္ခဆိုတာမှတ်တယ်ဆိုတာလက်နဲ့ကင်တာတော့မဟုတ်ဘူးဉာဏ်နဲ့သိတာဆိုလိုတယ်အသိဉာဏ်နဲ့မှတ်ယူရမယ်ဒါမို့နာမရူပပရိက္ခတော့ကမှတ်ယူတယ်လို့ပြောလာခဲ့တာเนาะဒီအဓိပ္ပာယ်မျိုးအဲ့တော့ဒုက္ခဝေဒနာခံစားနေတဲ့အချိန်ဆိုရင်အဲ့ဒီအချိန်ဟာဒုက္ခမဖြစ်သေးတဲ့အချိန်ပဲဒုက္ခဝေဒနာမဖြစ်ဘူးဒုက္ခဝေဒနာဖြစ်နေတဲ့အချိန်မှာဒုက္ခဝေဒနာကိုခံစားနေတယ်လို့ပဲသိတယ်။ဘာဖြစ်လို့အဲ့ဒီအချိန်မှာဒုက္ခဝေဒနာမဖြစ်ဘူးဖြစ်နေတာမဟုတ်ဘူး။အဲ့တော့ဒီအသိဟာဘယ်လိုသိတာတုံးဆိုအေးငါခံစားတာလည်းမဟုတ်ဘူးငါရဲ့ခံစားမှုလည်းမဟုတ်ဘူးဝေဒနာကခံစားတာဝတ္ထုနဲ့အာယုံဒီကမှာတော့ဝတ္ထုကိုပဲအာယုံလို့ပြောလိုက်တာဒါပေမဲ့စာကြည့်ရတာတော့ဝတ္ထုနဲ့အာယုံဆုံလိုက်တဲ့အခါပြီးတဲ့နောက်မှာဝေဒနာဖြစ်တာဆိုတော့ဆိုပါစို့သက္ကုံသပတိစ္ဆရူပေသဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အစင်းဆုံးတယ်ဆိုတာမျက်စိကဝတ္ထုအစင်းအာယုံကအာရမဏနော်ဝတ္ထုနဲ့အာယုံအဲ့ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်မြင်သိစိတ်ဖြစ်လာတဲ့အခါ၃မျိုးဖြစ်သွားတော့မှဖတ်တာဆိုတာဖြစ်လာတယ်ဖတ်တာဖြစ်လာတော့မှဝေဒနာဖြစ်လာတယ်ဒီအစဉ်ကတော့မမှားဘူးဒီတိုင်းပဲသွားမယ်ဝေဒနာဖြစ်တယ်တိဏ္ဍသင်္ကတိဖတ်တော့ဖတ်တာဖြစ်เสียဝေဒနာဒီတိုင်းပဲလာမှာပဲပြိဿတော့ဖြစ်စင်မယ်အဲ့တော့အဲ့ဒီစာပေမှာအထက်ကထာမှာဝဋ္ထုံအာရမဏံကတ္တဝါဝေဒနာဝဝေရယတိတယ်ဝတ္ထုနဲ့အာယုံဒီတစ်ခုကိုအကြောင်းပြုပြီးတော့ဝေဒနာကသာခံစားတာငါခံစားတာမဟုတ်ဘူးဆိုလိုတာအကြောင်းရှိလို့ဒီဝေဒနာပေါ်လာတာအဲ့ဒီဝေဒနာပေါ်လာတဲ့ဝေဒနာကခံစားတာခံစားတဲ့ထဲမှာငါမပါဘူးငါဝေဒနာလည်းမဟုတ်ဘူးလို့ဒီလိုသိရမယ်လို့ဆိုတယ်အဲ့ဒါလို့သိမှဒီပါဇာနာတိဉာဏ်ပညာရဲ့အသိဖြစ်မှာပေါ့ဒီလိုဆိုလိုတာနော်လူတွေကပြောတယ်ဆိုရင်လည်းအော်တာပဲလေတချင်းဆိုပြီးတော့ပြောတယ်နဲ့အော်နေတာပဲလေနော်စိတ်ညစ်တာလည်းအော်ခြင်းအော်မှာပဲစိတ်ညစ်တယ်ဒါပေမဲ့သိလို့အော်တာမှမဟုတ်တာ तू ကမကျေနပ်တာအော်နေတာနော်အခုအသိကအဲ့လိုအသိမဟုတ်ဘူးလို့ဆိုလို့တယ်ဒါသဘာဝကြတယ်လို့ထင်တယ်မြင့်တဲ့အသိမျိုးဖြစ်ရမယ်ဒါမှမဟုတ်ပသနာတိပိုင်ခြားကွယ်ပြပြသိတယ်ဒီသိရမှာကမ္မထမ်းဖြစ်မယ်လို့ဒီလိုဆိုတာပေါ့ဒါအတက္ကရာမှာရှင်းထားတာဒီတိုင်းပဲရှင်းထားတယ်အဲ့တော့ဒီမာသရိပရဏတုတ်ကိုခုကအပေါ်ယံလေးသဘောပေါက်နားလဲရုံလေးကိုရှင်းသွားတာနော်ဒါပညာရတ်တွေကုန်ပြီလို့တော့မတွက်လေနဲ့အောင်ဒါကိုရှင်းထားတဲ့အထက်ကရာအုပ်ကြီးတအုပ်ထဲကအနှစ်ကလေးတင်ထုတ်ပြောတာအများကြီးကြံသေးတယ်လို့လေ့လာမယ်ဆိုလို့ရှိရင်မဟာသရိပရဏသုတ်တစ်သုတ်တင်မယ်အများကြီးကြံသေးတယ်တခြားသုတ်တွေနဲ့နှိုင်းယှဉ်ပြီးတော့လေ့လာအောင်မယ်ဆိုလို့ရှိရင်ဝေဒနာတစ်ခုနဲ့တင်မယ်တစ်နှစ်ပေါက်နိုင်တယ်ပေါ့နော်ဒီလိုလေ့လာကြရတယ်များတယ်လို့ဆိုလို့ကုရိပါပြောထားတာဩဒ္ဒနာတေခာပိဒါရကထင်ညဒင်ညထင်ညပိဝနာတိကာလေဒုက္ခံဝေရယမာနာဒုက္ခံဝေရယမာတိပါဇဏတိတဲ့ပလက်အိတ်ကလေးရွယ်နှိုးဆုပ်နေတဲ့ကလေးတွေတောင်မှပဲဇိမ်ကြရင်တော့ဇိမ်ကြမှန်းသိပါတယ်တဲ့ဒီလိုဆိုလို့လားအဲ့ဒီအတိမျိုးမဟုတ်ဘူးတဲ့ဒီလိုပြောလို့အဲ့ဒီအတိမျိုးမဟုတ်ဘူးတဲ့နပဏိတံဧဝရူပံဇာနနံတန်လယဟုတ်တံဒီလိုအတိမျိုးကိုရည်ရွယ်ပြီးတော့ပသနာတိလို့ဟောတာမဟုတ်ဘူးတဲ့
အဲ့ဒီအတိဟာတဲ့ဧဝရူပညိသနနံတတ္တုပလတ္တိနဇဟတိတတဝါဆိုတဲ့အတွေ့ကိုမဖြောင်းနိုင်ဘူးတဲ့ကမ္မထံလည်းမဟုတ်ဘူးဘာဝနာလည်းမဟုတ်ဘူးတဲ့ဒီလိုဆိုထားတာဟိုတုန်းကလိုပဲအဲ့တော့ဒီတဲ့အဆင့်မြင့်တဲ့အတိဆိုတာကိုတော့မှတ်ထားရမယ်ပေါ့ကောင်းပြီစာလေးကကျင်းမိမယ်လို့အဓိပ္ပာယ်ကြီးကျဲတယ်လို့ပြောတာနောက်တစ်ခုဒုက္ခံဝါဝေဒနံဝေရယမာနောဒုက္ခံဝေဒနံဆင်းရဲတဲ့စိတ်ခံစားမှုကိုဝေရယမာနောဝါခံစားစဉ်အခါမှာလဲခံစားနေခိုက်အခါမှာလဲပဲဒုက္ခံဝေဒနံဆင်းရဲသောစိတ်ခံစားမှုကိုဝေရယမိခံစားနေတယ်လို့ဝေရယမိတိခံစားနေတယ်လို့ပဇာနာတိသိ၏တချောင်းပိုက်အဒုက္ခမတုခံဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်သောဝေဒနာဝါစိတ်ခံစားမှုကိုလည်းပဲဝေရယမာနောဝေဒနာစိတ်ခံစားမှုကိုဝေရယမာနောဝါခံစားနေတဲ့အချိန်မှလည်းပဲအဒုက္ခမတုခံဝေဒနာဒုက္ခလည်းမဟုတ် double negative နော်အဒုက္ခမတုခအဒုက္ခအတုခလို့ဆိုလိုတယ်ဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဒီတစ်ခုရဲ့ဈာမှာရှိတဲ့အနေအထားတစ်ခုဝေရယမာနောဝါခံစားနေစဉ်အခါမှာလည်းပဲခံစားကြိုက်အခါမှာလည်းပဲအဒုက္ခမတုခံဝေဒနာဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့စိတ်ခံစားမှုကိုဝေရယမိတိခံစားနေတယ်ဟူ၍ပဇာနာတိသိဖြစ်ခိုက်ကလေးတွေမှာသိနေတာဒါကဘာကိုပြောတာတော့ဆိုသဘာဝလက္ခဏာကိုသိဖို့ပြောတယ်ညာတပရိညာပိုင်းကိုဟောတာဒါနော်ပရိညာနဲ့ပြောမယ်ဆိုရင်ဒါညာတပရိညာညာတပရိညာဆိုတာသိရမယ့်အပိုင်းကိုသိရတရားကိုမှတ်ယူနေတာဝေဒနာဆိုတာဘာလဲဆိုတာမှတ်ယူနေတဲ့အပိုင်းဒီဘိုင်းကိုဆုံးလို့တာနော်အဲ့ဒီကနေတစ်ဆင့်တက်သွားမှနောက်ဝေဒနာဆိုတာဒါဝိပဿနာပရမတ္တသက်ပဲဒါကြောင့်မို့လို့သွားတာနောက်တစ်ခုတာမိတနဲ့နိဒာမိတဒါလေးပဲထပ်ပိုးလိုက်တာနော်တပြားတွေမပါဘူးတာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်သောကာမဂုဏ်အာယုန်ကြောင့်ဖြစ်လာတဲ့ဒုက္ခဒီလိုဆိုတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ဒုက္ခဒါအလွယ်ပေးလိုက်တာပေါ့လေကိရိတာရဲ့အစာကာမဂုဏ်အာယုန်နဲ့ပတ်သက်တယ်ဒီလိုအဓိပ္ပာယ်ရှင်းပြီးပြီသအာမိတအာမိတဆိုတာကာမဂုဏ်အာယုန်ကိုခေါ်တာအဲ့ဒီကာမဂုဏ်အာယုန်သည်ကိလေသာရဲ့အစာလို့ဆိုလို့အဲ့တော့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ဒုက္ခဝေဒနာချမ်းသာတဲ့စိတ်ခံစားမှုကိုဝေရယမနောဝါခံစားနေစဉ်အခါမှာလည်းပဲတာမိတံဝေဒနာဒါကိုဝေဒနာကိုတစ်ဆင့်တက်ပြီးတော့သိတာကိုချမ်းသာမှုကဘာနဲ့ပတ်သက်နေတဲ့ချမ်းသာမှုလဲကောင်းတာလေးမြင်ရလို့ချမ်းသာတာလားနော်ကောင်းတဲ့အတန်လေးတွေကြားနေရလို့ဒုက္ခဖြစ်နေတာလားဆိုတဲ့ဟာပေါ့ဒီလိုကာမဂုဏ်တွေနဲ့ပတ်သက်နေတာလားသို့မဟုတ်တရားသိရလို့ချမ်းသာတာလည်းရှိသေးတယ်လေတရားအာယုံဖရာအာယုံပြုတ်ပြီးတော့ဒုက္ခဖြစ်တာလည်းရှိသေးတယ်တော့ခွဲပြားခြားနာအောင်ဒါသိတာခြေကမှသိလားဒါမို့တာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ဒုက္ခဝေဒနာချမ်းသာတဲ့စိတ်ခံစားမှုစိတ်ခံစားမှုကိုဝေရယမနောဝါခံစားနေတဲ့အခါမှာလည်းပဲတာမိတံဒုက္ခဝေဒနာကာမအာယုန်နဲ့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ဒုက္ခဝေဒနာကိုချမ်းသာသောဒီစိတ်ခံစားမှုကိုဝေရယမိတိခံစားနေတယ်လို့ပဇာနာတိသိ၏နောက်တစ်ခုနိရာမိတံကာမဂုဏ်အာယုန်နဲ့မပတ်သက်ဘူးတရားနဲ့ပတ်သက်တယ်သူနဲ့လွတ်မြောက်တာတွေနဲ့ပတ်သက်တယ်ကာမဂုဏ်အာယုန်ကထွက်ခွာပြီးတော့သမထကျင့်စဉ်ကျင့်လို့ကျင့်တတ်လောက်တဲ့သမာဓိတွေရတယ်ပညာတွေရတယ်ပညာရလေချောပျော်တာပဲလေအဲ့တော့နိရာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်မှုမရှိသောဒုက္ခဝေဒနာချမ်းသာသောစိတ်ခံစားမှုကိုဝေရယမနောဝါခံစားသောအခါမှာလည်းပဲနိရာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်မှုမရှိသောဒုက္ခဝေဒနာချမ်းသာသောစိတ်ခံစားမှုကိုဝ
ဝေရယမိတိခံစားနေတယ်ဟူ၍ပါဇာနာမိပါဇာနာတိသိ၏တေးသေးချာချာသိတာပြောတယ်အနောက်ဟာတွေလည်းအလားတူပဲ repetition တွေအများကြီးတာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်တော့ဒုက္ခဝေဒနာဆင်းရဲသောစိတ်ခံစားမှုကိုဝေရယမနောဝါခံစားစဉ်အခါမှာလေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးပျော်တာကြီးမဟုတ်ဘူးစိတ်ညစ်တာလည်းပါသေးတယ်ဒီလိုဆိုလိုတာပေါ့နော်တာမိတံဒုက္ခကာမဂုဏ်နဲ့အာယုန်နဲ့ပတ်သက်တဲ့တာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ဒုက္ခဝေဒနာဆင်းရဲသောစိတ်ခံစားမှုကိုဝေရယမိတိခံစားနေတယ်ဟူ၍ပသနာတိသိ၏တချောင်းပိုက်နိရာမိတံကာမဂုဏ်အာယုန်နဲ့မပတ်သက်သောကမ္မထာအထုံးလို့တခါတည်းညောင်းတယ်ကြိုက်တယ်ဒါမျိုးတွေလည်းပါမှာပေါ့နော်နိရာမိတံကာမဂုဏ်အာယုန်နဲ့မပတ်သက်ဘူးတရားမှတ်ဆင်းရဲမှတ်ရတယ်ယောဂဝေဒနာဖြစ်လို့ဆင်းရဲတယ်ကမ္မထာမှတ်ရင်ကမ္မထာထိုင်ရင်ဒုက္ခဖြစ်တာတယ်နိရာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်မှုမရှိသောဒုက္ခဝေဒနာဒုက္ခဖြစ်သောစိတ်ခံစားမှုကိုဝေရယမနောဝါခံစားနေစဉ်အခါမှာလည်းပဲနိရာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်မှုမရှိတဲ့ဒုက္ခဝေဒနာဆင်းရဲသောစိတ်ခံစားမှုကိုဝေရယမိတိခံစားနေတယ်ဟူ၍ပသနာတိသိ၏ဒုက္ခနဲ့ပတ်သက်ပြီးတာမိတာနိရာမိတာဒီလိုခွဲထို့တူပဲတာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အဒုက္ခမတုခံဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်သောဝေဒနာစိတ်ခံစားမှုကိုခန္ဓာယမနောခံစားရစဉ်အခါမှာလည်းပဲဝေရယမနောဝါခံစားနေစဉ်အခါမှာလည်းပဲတာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်မှုမရှိတဲ့အဒုက္ခမတုခံဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့ဝေဒနာစိတ်ခံစားမှုကိုဝေရယမိတိခံစားနေတယ်ဟူ၍ပသနာတိသိ၏တချောင်းပိုက်နိရာမိတံကာမဂုဏ်အာယုန်နဲ့ပတ်သက်မှုမရှိသောအဒုက္ခမတုခံဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်တဲ့ဝေဒနာစိတ်ခံစားမှုမျိုးကိုဝေရယမနောဝါခံစားနေစဉ်အခါမှာလည်းပဲနိရာမိတံကာမဂုဏ်အာယုန်နဲ့မပတ်သက်သောအဒုက္ခမတုခံဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်သောဝေဒနာစိတ်ခံစားမှုကိုဝေရယမိတိခံစားနေတယ်ဟူ၍ပသနာတိသိ၏ဆိုအလုံးပေါင်းလိုက်တော့6မျိုးနော်6မျိုးခွဲပြီးတော့မြတ်စွာဘုရားကဝေဒနာရှုခွက်ကိုပေးတယ်ဝေဒနာနုပဒနာကို6မျိုးခွဲတယ်ဒါပေမဲ့အလုံးဟာဝေဒနာဆိုတဲ့အာယုဖြစ်သောကြောင့်ဝေဒနာနုပဒနာကမ္မထံတစ်ခုတည်းပဲရည်တွက်တယ်21ထဲမှာ9ခုမရည်တွက်ဘူးနော်သူ့ကို6လို့ရည်တွက်မယ်ဆိုရင်တော့အများကြီးဖြစ်သွားမှာပေါ့တစ်ခုပဲရည်တွက်တယ်ဘာလို့ရည်တွက်တာလဲဆိုဏီကုံကတစ်ခုတည်းသွားတာအဲ့တော့ကဲဏီကုံချုပ်တာသူကဣတိဤတို့လည်းဏီကုံဆိုတာဝိပဿနာဘက်ကိုအဆင့်တက်သွားတာဟုတ်ကြည့်သမထနာဉာဏ်နဲ့သွားပြီရှေ့ပိုင်းကဖြစ်နေတာဘာလို့ဆိုရင်နမရူပပရိစ္ဆေဒဉာဏ်တို့ပိစ္ဆယပရိက္ခဉာဏ်တွေကိုပြောနေတာနော်ရှေ့ပိုင်းကအခုပြောတာတွေကအခုနောက်ပြောမယ့်ဟာကအစ္ဆဒဆိုတာသမထနာဉာဏ်အဆင့်ကိုပြောတာဒီအဆင့်လေးတွေကိုသိဣတိဤတို့လည်းအစ္ဆဒံဝဝေဒနာတုမိမိနဲ့ပတ်သက်တဲ့ခံစားချက်တို့မှလည်းပဲဝေဒနာနုပတိဝေဒနာဟုဖာမှန်ရှုသည်ဖြစ်ဝေရတိနေဗိဓာဝဝေဒနာတုအပဖြစ်တဲ့သူတော်ဘာတို့ရဲ့ခံစားချက်တို့မှလည်းပဲဝေဒနာနုပတိဝေဒနာဟုဖာမှန်ရှုသည်ဖြစ်ဝေရတိနေအစ္ဆဒဗိဓာဝဝေဒနာတုအစ္ဆဒမှာဖြစ်တဲ့ဝေဒနာဗိဓာမှာဖြစ်တဲ့ဝေဒနာမိမိရဲ့ခံစားချက်သူတော်ဘာရဲ့ခံစားချက်တို့မှလည်းပဲဝေဒနာနုပတိတလှဲ့စီတပြုံလုံးရှုတာတော့မဟုတ်ဘူးကိုယ်ဘက်ကဟာကိုကြည့်လိုက်သူ့လည်းဒီတိုင်းပဲငါမှလည်းဒီတိုင်းပဲဒီလိုတလှဲ့စီရှုတာဆိုလို့တယ်ဝေဒနာဟုဖမှန်ရှုသည်ဖြစ်ဝေရတိနေသမထနာဉာဏ်ဖြစ်ပုံရှေ့နဲ့တူတူပဲနော်ပြီးတော့ဥရိယပြဉာဏ်ဖြစ်ပုံကိုပြောမှာဝေဒနာတုခံစားမှုတို့၌စိတ်ခံစားမှုတို့၌သမုဒယဓမ္မနုပတိဝါဖြစ်ကြောင်းတရားကိုဖမှန်ရှုလျက်လီဝိဟရတိနေ၏ဝေဒနာတုစိတ်ခံစားမှုဝေဒနာတို့၌ဝေယဓမ္မနုပတိဝါ
ပြက်ကြောင်းချုပ်ကြောင်းတရားတို့၌ဖြက်ကြောင်းချုပ်ကြောင်းတရားတို့ကိုဖာမှန်ရှုသည်ဝိရတိနေပစ္စယတောဥရိယဘယဓတနာအကြောင်းအားဖြင့်ဥရိယဘယကိုမြင်တာဆိုတာနော်ဖြစ်ပျက်ကိုမြင်တာအကြောင်းရှုတော့ကနေဖြစ်ပျက်ကိုသမုဒယဝေယဓမ္မနုပတ္တိဘောဝေဒနာတုဝေဒနာတုစိတ်ခံစားမှုတို့၌သမုဒယဝေယဓမ္မနုပတ္တိဝါဖြစ်ကြောင်းတရားချုပ်ငြိမ်းကြောင်းတရားတို့ကိုဖမှန်ရှုသည်ဖြစ်၍လီဝေရတိနေ၏အတ္တထုယောဂီပုဂ္ဂိုလ်မှာယာဝရိဝညာဏမတ္တယအသိဉာဏ်ဖြစ်ယုံအတွက်သာယာဝရိဝပဋိတ္တိမတ္တယတတိဆွဲမြဲယုံအတွက်သာအဋ္ဌိဝေဒနာတိဝေဒနာသာခံစားမှုလေးသာရှိနေတယ်ဝေဒနာဆိုတဲ့ခံစားမှုလေးသာရှိနေတယ်လို့တတိအမတ်တတိသည်ပစ္စုပ္ပတ္တိတာဆွဲဆွဲမြဲမြဲတည်ရှိနေသည်ဟောတိဖြစ်၏သိဖို့အတွက်ဝေဒနာကိုဒီတတိကနေရယူပေးထားတာနော်ရယူပေးထားတာလို့ဆိုလိုတယ်ထပ်ဆင့်ပြီးတော့ဉာဏ်နေတက်လာဖို့ဒါလေးပေါ်မှာအလုံးလုံးထားအောင်ဒါလေးပေါ်မှာထပ်ဆင့်ပြီးတော့ဉာဏ်တွေကတိုးလာတယ်တတိတရားတွေကပို့ပြီးတော့ပွားလာတယ်ဒီလိုဆိုလိုတယ်နော်အာယုံကိုယူပေးထားတာယူပေးထားတဲ့အာယုံတတိဝေဒနာလေးကိုဒါလေးလောက်ပဲသူဆွဲထားတယ်ဒီတယ်မပို့ဘူးလို့ဆိုလို့အနိတိတောသဝေရတိအနိတိတောတဏှာအတွေးဒိဋ္ဌိအတွေးတွေနဲ့မပတ်သက်ဖဲဝေရတိနေ၏အရင်တော့ကတော့ဘယ်ဟုတ်လဲနော်ဒုက္ခဖြစ်လို့ရှင်မလီငါမှဆင်းရဲရလားနဲ့ဆိုပြီးတော့အမျိုးစုံပဲလူတွေမှာငါမှဖြစ်ရလေခြင်းတို့လောကတွေနဲ့ဒီလိုလာတာကိုတဏှာအတွေးတွေနဲ့တွေးတာလေငါဟာဆိုတဲ့အတွေးတွေတွေးတာအဲ့ဒီလိုမတွေးတော့ဘူးတဲ့ဒီမှာဒါတွေနဲ့လွတ်ကင်းပဲဝေဒနာတတ်ပဲအဲ့ဒါတွေနဲ့မပတ်သက်တော့ဘူးလို့ဆိုလို့တယ်ပတ်သက်နေရင်ဒုက္ခဖြစ်တာပဲလေနာသကိဉ္စီလောကေဥပါရိယတိလောကေလောက၌ဒီနေရာမှာအဓိကဆုံးလောကဆိုဝေဒနာကိုပြောတာလို့လည်းဒီလိုမှတ်ပေါ့ဒီပြနေရာတုန်းကလည်းကာယလို့သို့တော့အလုံးကိုခြုံလို့လည်းရတယ်ဒီကနေဥတည်ပြီးဘယ်လောကမှာပဲဖြစ်ဝေဒနာတစ်ခုပေါ်မှာခွာနိုင်ရင်ဉာဏ်လေးပေါ်မှာလည်းကွာသွားမှာပဲဒီလိုဆိုလို့လောကေလောက၌ကိဉ္စီဘာကိုမြနာသဥပါရိယတိတဏှာနဲ့ဆွဲလန်းတာတို့ဒိဋ္ဌိနဲ့ဆွဲလန်းတာတို့ဆိုတာမရှိတော့ဘူးတဏှာအတွေ့ဒိဋ္ဌိအမြင်တို့ဖြင့်ဆွဲလန်းမှုမရှိတော့ကဲဒါနောက်ဆုံးဆင့်ရောက်သွားနာသကိဉ္စီလောကေဥပါရိယတိရောက်သွားမှာတော့ကုန်ပြီပေါ့နော်ညာနာဖြစ်သွားဘေခွေယံတို့ဧဝံပိခောဤသို့လည်းဘေခွေယဟန်သည်ဤသို့လည်းဧဝံပိဒီလိုလဲကမ္မထာနေအများကြီးပေးတာလေဒီလိုလဲဘေခွေယံသည်ဝေဒနာတုစိတ်ခံစားမှုတို့၌ဝေဒနာနုပတ္တိစိတ်ခံစားမှုဖမှန်ရှုသည်ဖြစ်၍ဝေဒနာနဲ့ပတ်သက်ပြီးရှုခွက်တွေကိုမြတ်စွာဘုရားပေးတယ်ဒါကမဟာတတိပဋ္ဌာန်သုတ်မှာဟောတဲ့ဟာတွေတခြားမှာရှုစရာလေးတွေဟောတဲ့အခါမှာမြတ်စွာဘုရားဒုက္ခဝေဒနာကိုဒုက္ခလို့ရှုရမယ်ဒုက္ခဝေဒနာကြတော့မြားညောင်ကြီးလို့ရှုရမယ်ဆိုတဲ့ရှုခွက်တွေပေးတာရှိသေးတယ်နော်အဲ့ဒါတွေကတခြားသုတ်တန်တွေမှာပေးတာဘာပဲပေးပေးဒါအခြေခံကနေဒီလိုသွားတာတယောက်နဲ့တယောက်မတူဘူးနော်ကဲစိတ်တ ानु ပတ္တနာဝေဒနာ ानु ပတ္တနာကို6မျိုးနဲ့မြတ်စွာဘုရားရှင်းပြတယ်စိတ်တ ानु ပတ္တနာကြတော့16မျိုးနဲ့ရှင်းပြအဲ့ဒီမှာအစုလိုက်ဒါလေးတွေကိုအရင်မှတ်လိုက်မယ်သရာဂဝိတရာဂဒါလေးလောက်ပဲမှတ်ထားသရာဂဆိုတာရာဂနဲ့တကွာဖြစ်တာဝိတရာဂဆိုတာရာဂမပါဘူးရာဂကင်းကွာနေတာရာဂကင်းပြတ်တဲ့ရာဂချုပ်ငြိမ်းနေတာပေါ့ရာဂကင်းနေတာတရာဂကရာဂရှိနေတာဝိတရာဂရာဂကင်းတာတဒေါသရှိတာ
ဝိတရောဒဒေါသကင်းတာတမောဟရှိတာဝိတမောဟကင်းနေတာတန်ခိတ္တကျုံဝင်နေတာကျုံဝင်နေတော့တန်ခိတ္တကျုံဝင်နေတော့ထိနာမိတာနဲ့ပတ်သက်တာကိုပြောတော့အာယုန်လေးကိုယူထားပြီးအဲ့ဒီအာယုန်လေးပေါ်မှာကျုံဝင်သွားတာငိုက်လာတာပေါ့ပြောရမယ်ဆိုရင်နော်ယူထားတဲ့အာယုန်လေးပေါ်မှာတမာတိဖြစ်လာရင်ထိနာမိတာဝင်လာတယ်ဆိုကျုံသွားတာပဲဝိခိတ္တလွင့်ပြန်သောကျုံဝင်သောလွင့်ပြန်သောလွင့်ပြန်တယ်ဆိုတာကျယ်ပြန့်သွားတာပြန့်နှံ့သွားတာတနေရာထဲမှာစူးစီးလို့မရတာဝိခိတ္တဟိုရောက်ဒီရောက်သွားတာဗမာစကားလည်းပေါ်ပါရဲ့ဟိုရောက်ဒီရောက်သွားတယ်ဒီလိုပဲမှတ်ထားပေါ့ဟိုရောက်ဒီရောက်သွားတယ်ဝိခိတ္တတန်ခိတ္တအထဲထဲမှာကျုံဝင်သွားတယ်ဝိခိတ္တပြန့်လွင့်သွားတယ်မေဃတ္တမြင့်မြတ်တယ်အမေဃတ္တမမြင့်မြတ်ဘူးမေဂုတ်အမေဂုတ်မေဂုတ်မှတပါးမြင့်မြတ်သည်မှတပါးဖြစ်တယ်သဥဒ္ဒရတာလွန်တဲ့တရားရှိတယ်သဥဒ္ဒရဆိုတာကိုယ့်ရဲ့တာရာတွေနဲ့ကိုယ့်ရဲ့တာရာရှိတယ်တာလွန်သောတရားရှိတယ်အနုတ္တရတာလွန်သောတရားမရှိတာတမာဟိတအာယုတခုထဲမှာစုစည်းပြီးတော့ထားနိုင်တာတမာဟိတဗမာလိုလွယ်ပြီးရင်ဟုတ်လားတည်ငြိမ်နေအတမာဟိတမတည်ငြိမ်ဘူးတမာရိရှိတယ်တမာရိမရှိဘူးပေါ့ဗမာကနဲ့တမာဟိတတည်ငြိမ်သောအာယုပေါ်မှာကောင်းစွာထားအပ်သောဒါ literal meaning ကအာယုပေါ်မှာကောင်းစွာထားတယ်အာယုတခုထဲပေါ်မှာဆွဲဆွဲမြဲမြဲထားတာတမာရိရှိသောအတမာဟိတံတမာရိမရှိသောဒီလိုတွေ့ဝိမု ക്ത လွတ်မြောက်သောအဝိမု ക്ത မလွတ်မြောက်သောလို့ရှစ်ခုအစုအတွဲလိုက်ရှစ်ခုတစ်ခုစီယူတော့16ခုစိတ်ကိုမြတ်စွာဘုရားက16မျိုးဆိုတာတရားကိုပြောတာနော်စိတ်ကို16မျိုးခွဲပြဒါအဘိဓမ္မာထသင်္ကြန်မှာခွဲတဲ့သိစိတ်89မဟုတ်ဘူးနော်စိတ်ဓာနုပဒနာခွဲတဲ့စိတ်ရှိပဲအဲ့ဒီထဲမှာလည်းဒါမျိုးတွေတော့ပါပြီးသားဖြစ်သွားတာပေါ့အဘိဓမ္မာထသင်္ကကြအဘိဓမ္မာသင်တဲ့လူတွေကြတော့ကုသိုလ်အကုသိုလ်ဝိဘက်ကရိယာဒီလိုခွဲတာသောမနတသဟဂုတ်တို့ဥပေက္ခသဟဂုတ်တို့ဒုက္ခတို့ဒုက္ခတို့တသင်္ခါရိကတို့အသင်္ခါရိကတို့အဲ့ဒါတွေခွဲတာဒီမှာအဲ့ဒါခွဲတာမဟုတ်ဘူးလို့တူတူပဲသဘောကတော့ခွဲပုံခွဲနည်းမတူဘူးရှုထောင့်ချင်းမတူဘူးဒီလိုဒီစိတ်ဓာနုပဒနာမှာပါတဲ့စိတ်တွေတည်းမဲ့သဥဒ္ဒရအနုဒ္ဒရလို့ဆိုရင်လောကုတ္တရစိတ်တွေမပါဘူးလို့မှတ်ထားလောကီစိတ်တွေတည်းပဲတစ်ခုနဲ့တစ်ခုသာရာမသာရာဒီလိုကြည့်ဒါဖြစ်လို့စိတ်တွေကုံအောင်ခွဲပြတာမဟုတ်ဘူးကိုသိရမယ့်အနေအထားတစ်ခုပြောတာမြတ်စွာဘုရားဒါရှုခွက်အနေနဲ့ပေးတာဖြစ်သောကြောင့်လူကလည်းအဆင့်လင့်ရှိတယ်လောဘဒေါသဘောကအဖြစ်များနေတဲ့ပုဂ္ဂိုလ်တွေကြတော့နော်တရာဂတရောသတမောဟဒီလောက်ပဲရှုနိုင်မှာပဲပေါ့ဆံရတဲ့ပုဂ္ဂိုလ်တွေကြတော့မဟကတတို့တမဟိတတို့ဒီလိုသွားမှာပေါ့နော်အဆင့်မြင့်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့သဥဒ္ဒရာတို့အနုဒ္ဒရာတို့ဝိမု ക്ത တို့ဒါတွေကအဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေတွေ့ကိုယ်မရှိဘဲနဲ့တော့ရမ်းတန်ပြီးတော့လုံမနေနဲ့နော်ကိုယ်မှမဖြစ်ဘဲနဲ့လှမ်းရှုလို့မရဘူးတဲ့ဟာကုံရှုဖို့ပေးတာမဟုတ်ဘူးလူတွေအဆင့်တန်းအများကြီးကိုကုံခြုံငုံပြီးတော့ generally speaking အားလုံးအတွက်ပေးတာကိုယ်ရှိတာလေးဒါရှုမရှိတာသွားမရှုနဲ့ကြွေးတင်သွားလိမ့်မယ်နော်ကြွေးတင်ဆက်ရတယ်မဟုတ်လားအဆက်နေရမယ်တော့ကြကိုယ်ရှိတာလေးပဲရှုဖို့ပြောတာအဲ့တော့ဒီနေရာမှာလေးလည်းတတိထားဖို့တရာဂစိတ်ဆိုတာတင်းညိုတင်ထားတဲ့လူကတွေးလိုက်မယ်မတင်တဲ့လူကတော့သိမတွေးတော့တင်ထားတဲ့လူကတွေးမယ်တရာဂစိတ်ဆိုတာဒါလောင်းစိတ်ပြောတာနေမှာပဲဟုတ်ပြီဝိတရာဂစိတ်ဆိုတာကြံတဲ့စိတ်တွေအကုန်လုံးလို့ဒီလိုတွေးခြင်းတွေးမယ်လောဘမရှင်တဲ့စိတ်တွေအကုန်လုံးမဟုတ်ဘူးဒီနေရာမှာနော်ဝိတရာဂစိတ်ဆိုတာလောကီကုသိုလ်စိတ်နဲ့ဝိဘက်ကရိယာစိတ်တွေတင်ပြောတာဒေါသမှုစိတ်တို့မောမှုစိတ်တို့ကြံရစ်တဲ့အဲ့ဒီအုပ်စုတွေမှာမပါတော့နော်ရှ
ရှုခွက်ကိုပြောတာစိတ်တွေကိုရေတွက်ပြတာမဟုတ်ဘူးကုံခြင်းကုံမကုံခြင်းနေကုံတာမကုံတာအဓိကမဟုတ်ဘူးလို့ဒီလိုဆိုလိုတာနော်ကဲဒါလေးကိုပြောမယ်ဆိုလို့ရှိရင်ကရင်သပ္ပနာဘိက္ခွေဘိက္ခုစိတ်တေစိတ်တ ानु ပတိဝေရတိဘိက္ခွေယဟန်တို့ကရင်သပ္ပနာဘယ်သို့လင်ဘိက္ခုယောဂီယဟန်သည်စိတ်တေစိတ်၌စိတ်တ ानु ပတိစိတ်ဟုဖမှန်ရှုသည်ဖြစ်ဝေရတိနေသနီဘိက္ခွေယဟန်တို့ဣဒဤသာသနာတော်၌ဘိက္ခုယဟန်သည်တရာကံဝါစိတ်တံရာဂနှင့်တကွာဖြစ်သောစိတ်ကိုလည်းစိတ်ကိုရှုတာရာဂကိုရှုတာမဟုတ်ဘူးငါစိတ်လေးမှာရာဂဖြစ်လေဖြစ်တာရှိပါလားအမြဲဖြစ်တာတော့မဟုတ်ဘူးကိုယ်ကိုသိရမယ်ဖြစ်เสียအာယုန်လေးနဲ့တွေ့ရင်ရာဂလေးကဖြစ်လာသလားသို့ဖြစ်เสียအာယုန်တွေ့ရတဲ့နဲ့မဖြစ်တော့ဘူးလားဒါကိုဆိုလိုတာနော်စိတ်ကိုရှုတာရာဂကိုရှုတာမဟုတ်ဘူးဒီနေရာမှာစိတ်ဓာနုပဒနာဖြစ်ပြီးတော့စေတသိကနုပဒနာဖြစ်နေစိတ်ဓာနုပဒနာဆိုတာစိတ်ကိုပဲကြည့်တာနော်စိတ်ရဲ့အခြေအနေလေးဟာငါစိတ်ထဲမှာလောဘမကြဖြစ်သလားရှိနေသလားဆိုတာမျိုးတွေဟာရှိနေတာအခုရှိတာပြောတာမဟုတ်ဘူးရှိနေလို့ရှိရင်ပေါ်လာမှာပဲအိမ်ထဲမှာလူရှိနေတယ်ဆိုရင်လှုပ်ရှားတန်ကြားနေရမှာပဲဒီလိုဆိုလိုတာပေါ့နော်ငြိမ်တဲ့ခါငြိမ်နေမှာပဲလှုပ်တဲ့ခါလှုပ်မှာအဲ့တော့တရာဂံစိတ်တံဝါတရာဂံဝါစိတ်တံရာဂရှိနေသောစိတ်ကိုလည်းတရာဂစိတ်တံဒီရာဂနဲ့ရာဂရှိနေတဲ့စိတ်ဟူ၍ပသနာတိတိဤဝိတရာဂံဝါစိတ်တံရာဂကင်းမဲ့နေသောစိတ်ကိုလည်းပဲဝိတရာဂံစိတ်တံဒီရာဂကင်းမဲ့နေတဲ့စိတ်ဟူ၍ပသနာတိတိဤဒီစိတ်လေးဟာရာဂနဲ့တွဲလေးရှိသလားဥပမာပဲကုသိုလ်စိတ်တွေတို့ဝိဘက်စိတ်တွေတို့ကရိယာစိတ်တွေတို့ရာဂနဲ့ဘယ်တော့မှမတွဲဘူးလေသူတို့ကအဲ့ဒါတွေကဝိတရာဂစိတ်တွေနော်ဒီပြင်နေရာမှာတော့ဝိတရာဂဆိုတာယဟန္တာပုဂ္ဂိုလ်ပြောတာဒီနေရာမှာယဟန္တာပုဂ္ဂိုလ်ပြောတာမဟုတ်ဘူးဝိတရာဂဆိုတာရာဂကင်းသွားတဲ့ပုဂ္ဂိုလ်ပြောတာတဘာဝကိုကရာဂမရှိတဲ့စိတ်တွေရှိတာမို့သက္ကဝိညာဉ်စိတ်ဖြစ်တဲ့အခါမှာဘယ်ရာဂရှိမလဲသက္ကဝိညာဉ်စိတ်ကသာဝစိတ်တ္တနာစေတသိက်9ခုပဲရှင်းတာလေအဲ့ဒါမျိုးတွေကိုဆွလို့တာနော်ဘယ်တော့မှရာဂနဲ့အတူမဖြစ်ဘူးသက္ကဝိညာဉ်စိတ်တို့သောတာဝိညာဉ်စိတ်တို့ဆိုတာဒါမို့ရာဂရှိနေတဲ့စိတ်ဖြစ်လို့ရှိရင်လေတရာဂစိတ်လို့သိရမယ်ဝိတရာဂစိတ်ရာဂနဲ့ကင်းကွာနေတဲ့ရာဂမဖြစ်တဲ့စိတ်ကိုလည်းရာဂမဖြစ်တဲ့စိတ်လို့သိရမယ်ဒီလိုဆိုလို့တယ်တာရောတံဝါစိတ်တံဒေါသနဲ့ရှင်တွဲတဲ့စိတ်ကိုလည်းပဲတာရောတံစိတ်တံဒီဒေါသနဲ့ရှင်တွဲသောစိတ်ဟူ၍ပဇာနာတိသိ၏ဖြစ်ချင်မှဖြစ်မယ်ပေါ့ဒေါသဖြစ်တဲ့အခါဖြစ်တယ်မဖြစ်တဲ့အခါလုံးဝမဖြစ်တာဝိတဒေါသဝါစိတ်တံဒေါသနဲ့ရှင်တွဲမှုမရှိတဲ့စိတ်ကိုလည်းပဲဝိတဒေါသစိတ်တံဒီဒေါသနဲ့ရှင်တွဲမှုမရှိတဲ့စိတ်ဟူ၍ပဇာနာတိသိ၏တာမောဟံဝါစိတ်တံမောဟနဲ့ရှင်တွဲသောစိတ်ကိုလည်းပဲတာမောဟံစိတ်တံတိမောဟနဲ့ရှင်တွဲသောစိတ်ဟူ၍ပဇာနာတိသိ၏ဝိတမောဟံဝါစိတ်တံမောဟနဲ့ရှင်တွဲမှုမရှိသောစိတ်ကိုလည်းပဲဝိတမောဟံစိတ်တံတိမောဟနဲ့ရှင်တွဲမှုမရှိသောစိတ်ဟူ၍ပဇာနာတိသိ၏တန်ခိတံဝါစိတ်တံအတွင်းအာယုံမှာကျုံဝင်နေသောစိတ်ကိုလည်းထိနမိတ်ကျုံဝင်သွားတယ်ဆိုတာအာယုံပေါ်မှာပြန့်ထွက်မလာတော့ကျုံနေသောစိတ်ကိုလည်းပဲတန်ခိတံစိတ်တံတိအတွင်းအာယုံ၌ကျုံဝင်သွားသောစိတ်ဟူ၍လည်းပဇာနာတိသိ၏ဝိခိတံဝါစိတ်တံလွင့်ပြန်သွားသောစိတ်ကိုလည်းပဲဝိခိတံစိတ်တံတိလွင့်ပြန်သွားသောစိတ်ဟူ၍ပဇာနာတိသိ၏မေဃတံဝါစိတ်တံမြင့်မြတ်သောစိတ်ကိုလည်းမြင့်မြတ်သည့်ဖြစ်သို့ရောက်တယ်ဆိုတာမြင့်မြတ်သောစိတ်ကိုလည်းပဲမေဃတံစိတ်တံတိမြင့်မြတ်သောစိတ်ဟူ၍သံသမာဘတ်တိဆိုတော့တမာတိစွမ်းအားကြောင့်မြင့်မြတ်သွားတဲ့စိတ်တွေအထက်ရောက်သွားတဲ့စိတ်တွေကာမဂုဏ်အာယုန်ရဲ့အထက်ကိုရောက်သွားတဲ့စိတ်မျိုးမေဃတဒီလိုဆိုလို့တာပမာကတော့မဟခုတ်လို့ပဲပြန်လိုက်တာဆိုနော်အဲ့တော့မြင့်မြတ်သောစိတ်ကိုလည်းပဲမြင့်မြတ်တဲ့စိတ်လို့ပဇာနာတိတိအမေဃတံဝါစိတ်တံမြင့်မြတ်တဲ့စိတ်မဟုတ်တာကိုလည်းပဲအမေဃတံစိတ်တံမြင့်မြတ်တဲ့နောက်တစ်ခုပြောတယ်အမေဃတံမြင့်မြတ်တဲ့ခုံကြီးမရှိတဲ့စိတ်ကိုလည်းပဲအမေဃတံစိတ်တံဒီမြင့်မြတ်တဲ့ခုံကြီးမရှိတဲ့စိတ်ဟူ၍
ဒီလိုသွားမယ်ပါဇာနာတိတိဤတာဥဒ္ဒရံဝစိတ်တံတာလွန်သောတရားရှိတဲ့စိတ်ကိုလေသူတဲ့တာရာတွေအများကြီးရှိသေးတယ်နောက်ဆုံးစိတ်မဟုတ်ဘူးအစစ်မြင်သောစိတ်မဟုတ်ဘူးဗမာလိုရှင်းရှင်းပြရမယ်ဆိုတာဥဒ္ဒရံသူတဲ့တာရာတွေအများကြီးအဆင့်အမြင့်ဆုံးစိတ်မဟုတ်တာကိုလည်းပဲဒီလိုဆိုလိုတယ်နော်တာဥဒ္ဒရံစိတ်တံဒီမိမိရဲ့တာလွန်သောစိတ်ရှိတဲ့စိတ်ဟူ၍ပါဇာနာတိတိအနုတ္တရံစိတ်တံဝါအမြင့်ဆုံးအမြတ်ဆုံးစိတ်ကိုလည်းပဲအနုတ္တရံစိတ်တံတိအမြင့်ဆုံးစိတ်ဟူ၍လီပါဇာနာတိတိအဘိဓမ္မာထသင်္ကြန်ကျမ်းမှာသင်တဲ့အခါအနုတ္တရဆိုလောကုတ္တရစိတ်ကိုပြောတာဒီနေရာမှာလောကုတ္တရစိတ်ကိုမရှိပါဘူးလောကီစိတ်တွေကအမြင့်ဆုံးစိတ်ကိုယူရမယ်ဒီလိုအဆင့်ဆင့်ပေါ့အမြင့်ဆုံးစိတ်ဆိုတာတစ်ခုတည်းတစ်ခုမြင့်သွားတာပဲတမာဟိတံဝါစိတ်တံတမာရိရှိသောစိတ်ကိုလည်းပဲတမာဟိတံစိတ်တံဒီတမာဟိရှိသောစိတ်ဟူ၍ပါဇာနာတိတိအာတမဟိတံဝစိတ်တံအာတမတမာရိမရှိသောစိတ်ကိုလည်းပဲအာတမဟိတံစိတ်တံဒီတမာရိမရှိသောစိတ်ဟူ၍ပါဇာနာတိတိဝိမုတ္တံစိတ်တံဝလွတ်မြောက်သောစိတ်ကိုလည်းပဲဝိမုတ္တံစိတ်တံဒီလွတ်မြောက်သောစိတ်ဟူ၍ပါဇာနာတိတိအဝိမုတ္တံစိတ်တံဝမလွတ်မြောက်သောစိတ်ကိုလည်းပဲအဝိမုတ္တံစိတ်တံဒီမလွတ်မြောက်သောစိတ်ဟူ၍ပါဇာနာတိတိဆိုပြီးတော့ဣတိအစ္ဆတံဝစိတ်တေစိတ်တ ानु ပတ္တိဝေဟရတိအစ္ဆတစိတ်တဆိုတာကိုယ်စိတ်ဗဟိတစိတ်တဆိုတာသူများစိတ်အစ္ဆတဗဟိတဆိုတာသူစိတ်ကိုယ်စိတ်တလှည့်စီသမုဒိယဝေယဓမ္မ ानु ပတ္တိဝစိတ်တတမေဒါတွေအလုံးဟာတူတူပဲเนาะ repetition တွေဖြစ်နေသည့်အတွက်ကြောင့်ကြည်ညက်နေလောက်ပါပြီကဲစိတ်တ ानु ပဒနာအခန်းပြီးပြီလို့ပြောမှာเนาะAh